မင်းတို့ဘယ်သူတွေလဲကြောသွားဆိုတာမင်းလားဟုတ်တယ်ငါတို့ကမင်းခေါ်ရတဲ့ကြေးသား9ယောက်ပဲဟာမင်းတို့ကလည်းကွာမင်းငါတို့ဆောင်းယုံပြီလားယုံပြီငါမင်းတို့9ယောက်ကိုခေါ်လိုက်ရတာအလုပ်အပ်ချင်လို့ပဲကွာငါမင်းတို့ရဲ့အလုပ်ရှင်ဖြစ်သွားပြီနောက်ကိုမင်းတို့ငါ့ကိုဒီလိုဘယ်တော့မှမဆက်ဆံပါနဲ့အခုဆိုရင် BIA ဆိုတဲ့ဗမာလွတ်လပ်ရေးတက်မတော်ကနေတွေကိုဆင်းပြီးတော့လူစိုးသကောဓမရတွေကိုနိုင်ရင်းနေကြပြီကွာမင်းဘာလာပြောနေရလဲဟမ်မင်းငါတို့9ယောက်အမေအလုပ်ကိစ္စကိုပဲပြောအဖိုးရင်ပြောနေအေးပါကွာမင်းတို့ကလည်းစိတ်ကြီးပဲဒီမှာထန်းကုန်းရှောက်တော်တူးကန်ချောင်းသားမင်းစလီဆိုတဲ့ရွာကြီး9ရွာမှာတထေးကြီး9ယောက်ရှိတယ်အဲ့ဒါမင်းတို့သိလားသိတယ်အေးအဲ့ဒီ9ယောက်လုံးရဲ့ပစ္စည်းဥစ္စာစီးစိမ်တွေကိုပေါင်းလိုက်မယ်ဆိုရင်ငါတို့အဖွဲတစ်သက်စားမကုန်ဘူးကွာငါပြောတာမင်းတို့သဘောပေါက်လားတကြီးမင်းကောင်းဆောင်ပါအဲ့ဒါဆိုကျွန်တော်နောက်ကလည်းဝင်မလေးဘူးမင်းတို့အားလုံးသဘောတူပြီဆိုရင်ငါနဲ့လက်တွဲလို့ရပြီငါရည်ချက်ကအဲ့ဒါပဲအခုလောလောဆယ်မင်းတို့9ယောက်ကိုငါအလုပ်တစ်ခုစမ်းခိုင်းကြည့်မယ်မင်းတို့လုပ်ပေးနိုင်မလားကျုပ်တို့9ယောက်စလုံးသာပေါင်းလိုက်မယ်ဆိုရင်အာလာကဘလူးကိုတော့မှလက်ရဖမ်းလို့ရတယ်ချိတ်ပြီကြိုက်သွားပြီအဲ့ဒါဆိုရင်အခုလောလောဆယ်ငါရွာမှာငါမျက်စိစပမွေးစူးနေတဲ့အကောင်တစ်ကောင်ရှိတယ်အဲ့ဒီကောင်ကငါတို့လုံးမဲ့လုပ်ငန်းစဉ်တွေထဲမှာအကြီးမားဆုံးစူးညောင်းခလို့တစ်ခုဖြစ်လာနိုင်တယ်ကွာအဲ့တော့အဲ့ကောင်ငါတို့အရင်ရှင်းရမယ်နာမည်ဟိုသာပြောနေမကူးစေအောင်ပေါင်းရှင်းတယ်လို့ရှင်းမလိုက်ပဲသူ့နာမည်ကမောင်ရှိန်နဲ့မင်းတို့အားလုံးအခုလုပ်ငန်းစလို့ရပြီမောင်ရှိန်မင်းကံကြမ္မာကိုငါဖန်တီးပေးလိုက်ပြီမင်းဘယ်တော့အစွမ်းရှိတယ်ဆိုတာစောင့်ကြည့်ရမှာပေါ့ကွာရှင်းဆိုတာလဲလားဟုတ်တယ်ဒါပေမဲ့ခမရတို့ကြည့်ရတာကျုပ်ရဲ့မိတ်ဆွေတော့မဖြစ်နိုင်ဘူးတိတ်ဟုတ်တော့မင်းရဲ့ဝင်းကြီးကိုနှုတ်ဖို့တော့ငါတို့ပတ်ဆက်နေအဲ့အတွက်မင်းသိပြီဘာဖြစ်လာတာလဲဟာတော်ပြီဆရာဟာဆရာလိုရလူတွေတော်ပြီဆရာဟာဘာလဲကွာမင်းစကားအရင်မရှိဖျားမရှိနဲ့ဟိုဆရာလိုရလေကြေးစား9ယောက်လေမြင်းဆောင်တော့မရှိဘူးစီးနေတော့ကြေးတာပဲဘာအသက်ကိုရှိသေးလားဟမ်ဖုံးလိုက်နဲ့အသက်တော့ရှူသေးတယ်ဒါမဲ့လုံးဝသတိမရဘူးစဉ်းစားစရာပဲဗျာ
သူတို့ကျွမ်းကျင်တဲ့လက်နက်တွေအကုန်ပါသွားရတာနဲ့အခုလိုဖြစ်ရတယ်ဆိုတာဒါမုံရှင်းရဲ့လက်ချက်တော့လုံးဝမဖြစ်နိုင်ဘူး ဟိုတောထဲမှာလေကြားနဲ့တွေ့သွားလားမသိ ဟာတိုက်ဆန်းကွာကြားဆိုရင်စားသွားမှာပေါ့ကွာ ကျွန်တော်ငယ်ကလူကြီးတွေပြောမှုတယ်တမန်းကြားဆိုရှိတယ်တဲ့ တော်စမ်းပါကွာစိတ်ညစ်နေရကြားတယ်မင်းရတမောက် ဟောနေကြစားမအောင်မငါကြားပြတ်ပြီးတော့မေးပြရစီဟုတ်မအဲ့ဒီ9ယောက်ကဘယ်ရောက်သွားပြီ လူမမထီရဲမကန်ရဲလို့ဒီတိုင်းမရှိသေးတဲ့တကြီးကျွန်တော်တို့အမှုမပတ်အောင်ဂျပန်စကားကိုကြောင်းကြပြီးဖမ်းခိုင်းလိုက်အောင်လား ဟာအဲ့ဒါမှအဲ့ဒီ9ယောက်ရဲ့ရန်ထပ်တိုးလာအောင်မယ်ထားလိုက်ပါကွာဒီတိတ်ထားလိုက်ပါမတရားခံဘယ်သူလဲဆိုတာသိဖို့အရေးကြီးတယ်အဲ့ဒီတရားခံငါတို့ဒူရင်းနှစ်ယောက်အတွက်ဓမ္မတရားပဲဟေးဓမ္မတရားပဲကဲငါတို့ဘယ်လိုဆက်လုပ်ကြမလဲအရေးတော်ဘုံကတော့ပေါ်လာပြီ အဓိကတော့အဓိကမဟုတ်လေဒါပေမဲ့အဲ့ဒီအဓိကကိုအပြေရှာလို့မရတော့ကျွန်တော်လည်းဘာဆက်လုံးလို့လောက်ရမှမသိဘူးဖြစ်နေတယ်ဗျလုံးလုံးတဲ့ကျွန်တော်တို့ရဲ့အသက်အန္တရာယ်ကိုတော့မှဂယုဆက်ရတော့မလို့ဖြစ်နေပြီ ဟိုအချိန်မြေတနက်တည်းကြည်ထိုးထားပါကွာမင်းမပြစ်ပိုင်ခွင့်ရှိတာပဲဟာရုံနေကြိတ်ကြတဲ့မြင်တော့ပြစ်တာပြစ်ဟာ ဘလို့ဖြစ်ပြန်ပြီလဲကွာ ကျွန်တော်တရားခံကိုစဉ်းစားမိပြီ ဟဲ့ပြပြပြ ဆရာခိုင်းထားတဲ့လူတွေကလူယုံမာတွေဆိုတော့လူခေါင်းခေါင်းမိုးချိုးပြတာဖြစ်ရမယ်ဒီကောင်ကစိတ်တခင်နေမသိတော့ကြာပြီကွာဒီကောင်ငါတို့ရဲ့အဓိကပြစ်မှတ်ပဲဒီကောင်မျက်ချီမပြတ်ကြည့်တာ ဟုတ်တယ်လေဝိဖြူစင်ကျင်နဲ့ကရိုဝဲတွေနဲ့ဗျာဒီကောင်ဘာတွေများလုပ်နေရလဲမသိဘူးဟိုဖယားရှိမှဆိုတော့ကျွန်တော်တို့အော်လည်းလောက်တော့မဟုတ်တော့ပါဘူးလို့လေ သူ့ပုံစံနဲ့သူ့အနေထားကြည့်ရတာအောင်လမ်းတော့ဟုတ်တော့ဘူးကွာအဲ့ဒါကိုတော့တူတယ်ဘယ်ဘိုးတော်နေမြပေါင်းပြီးတော့ဘယ်လမ်းကိုလိုက်နေလဲမသိဘူး ကျွန်တော်ကြားဘူးပထမထွက်ရစကားလားမသိဘူး မင်းလွယ်တယ်မလို့ကွာဝိဇ္ဇာလျာလို့ခေါ်တော့ဝိဇ္ဇာလမ်းကိုလိုက်ပြီးတော့တခုပေါက်မြောက်မြန်ကျင့်နေလားမသိဘူး ကျွန်တော်တို့တော့ဒုက္ခမပေးတော့ပါဘူးနော် မပြီးတော့ဘူးကွာဒီမှာတို့ပဲရလုံကျွေးနေမှာသူဟန်တိုင်းမှာဟိုဒါလေကွာဟိုစောက်ပြမှာကြောက်တကပါဟိုဗါလေပြည်ဒီမှာရောက်ပေါ်လေတိတ်လွယ်တော့ဘူးကွာဒါတို့ရမှာဘူးကွာသူတရားကြည့်တာပဲမပြီးဘူးလား
ဂျပန်စခန်းမျိုးတော့ဝင်ပြီးတော့ရဲတင်းနဲ့ဖိုးပိန်နဲ့တာရင်သား၃ယောက်ကိုကဲသွားနိုင်တယ်ဆိုတာတခြားရွာမဖြစ်နိုင်ဘူးငါတို့ရွာတွေပဲဖြစ်မယ် တကြီးပြောတာမဖြစ်နိုင်ဘူးကျုပ်တို့ရပါတနတ်ပြီးတဲ့လူမပြောနဲ့ဒူးလေးပြီးတဲ့လူကမရှိဘူး အပြုတ်ပြောတာဖြစ်နိုင်တယ်ကွာစဉ်းစားကြည့်ရပဲဩငါကြားရတဲ့တည်းရအဲ့ဒီကဲသွားတဲ့လူကလေမျက်နှာဖုံးစွကြည့်နေတယ်ဟာတနတ်နဲ့ပြစ်တာတော့ကြည့်မထွက်ဘူးတဲ့ခုံနာပြန်လာတယ်လေကြောင်တကုံလိုပဲတဲ့ကွာဟောငါတို့ရွာထဲမှာဟိုအဲ့လောက်ဆိုးနေလူစကောင်းမရှိပါဘူးနော် ဖိုးပိန်နဲ့ဥတာရင်သားတွေကတော့ဒီနေ့ထက်ဒီရွာကိုပြန်မရောက်လာသေးဘူးဗျာဒီကောင်တွေပြန်ပဲမလာရေးတာလားဒီကောင်တွေပြန်ရောက်လာရင်တော့ရိုက်ပြီးစစ်လိုက်မယ်ဆိုရင်အဖြစ်တစ်ခုတော့ပေါ်လာမှာပဲကျွန်တော်မတင်ကြတာတော့မောင်ရှိမ့်မယ်ဗျာ ဖြစ်နိုင်တယ်ကျွန်တော်တို့ရွာမှာတနတ်ပြီးနိုင်တော့ဆိုသူတယောက်ပဲရှိတယ် မင်းကဘာလို့အဲ့လိုပြောနေတာလဲ ဟိုတနေ့ကပဲဝက်ပြူစင်ကျင်နေတဲ့ကြော်ဝဲနေတွေ့ခဲ့တယ်လေကာယတိတ်ထိများပြီးမြောက်သွားလားမသိဘူး နီးစက်တယ်မင်းပြောတာနီးစက်တယ်ကတော့ဘွဲတွေဆေးဖြောင်းနိုင်နေတယ်ဆိုတော့ဒီကောင်ကျင့်တာဝိပဿနာမဟုတ်တာသိကြပြီ ဒီလောက်အချိန်တိုလေးအတွင်းမှာဒီလောက်ထိပေါက်မြောက်ပါမလားဦးလေးရဲ့ဒီလောက်ထိလည်းမစွဲတော့ပါဘူး ဟောဒီမှာမတင်ငါစရာစရင်ထဲမှာဒီကောင်ကလွဲလို့တခြားလူအစားထိုးစရာမရှိဘူးကွာအဲ့တော့ဒီကောင်ဂွင်းစင်ပြီးတော့ဂျပန်လက်ထက်အဖို့အချိန်တန်နေပြီငါတူ ဂျပန်လက်ထဲကိုအပ်လိုက်ရင်ကျွန်တော်တို့အတွက်ကတော့အကောင်းဆုံးမဟုတ်ဦးလေးရဲ့ကျွန်တော်တို့ကတော့တစ်ချက်ကုန်တစ်ချက်ပြတ်ပဲရင်နှုတ်အတွက်လည်းစိတ်အေးရတယ်ဒါမဲ့ဒီကောင်ကိုဘယ်လိုခွင့်မျိုးနဲ့ဆင်ပါလဲလွယ်လွယ်ကူကူနဲ့တော့ရမှာမဟုတ်ဘူးနော်ဦးလေး ဦးလေးတောင်ထားလိုက်ပါကွာဒီကောင်ကြီးလေးတဲ့ပုံမှန်တက်လို့ရအောင်လက်နဲ့မှုနဲ့ဆင်းလိုက်မှာကွာနိပွန်တမတော်ရောပုံကန်ချာနာဖို့ဒီကောင်လက်နဲ့တွေစူဆောင်းနေပါတယ်လို့ဂျပန်တက်ကိုသွားအကြောင်းကြားလိုက်ရဲ့သူဘာဖြစ်သွားမလဲ Okay very good သူ့ channel တန်းတန်းရောက်ဖို့အတွက်ကျွန်တော်တာဝန်ယူရယ် ဒါလေးကွတ်တာပဲကွာ အစီအသေးလိုက်တော့ပေါက်ရှင်းရဟေး ကျိုးသားဒါဘာလို့လဲ ပြောရမှလည်းစိတ်မကောင်းပါဘူးကွာမင်းကလည်းမင်းပဲရာဇဝင်အုပ်ကမှဒုံးနဲ့သွားထိုးတာကိုကဲအဖမ်းခံလိုက်ပါကွာ ဟဲ့ကျိုးသားမင်းဘာပြောနေလဲငါဘာလို့မင်းငါ့ကိုဖမ်းပါလဲ ဟာရရွာရေးချမ်းတာယာရေးအတွက်လက်နဲ့တွေမစွရဘူးလို့တရင်ထုတ်ထားတယ်မင်းမကြောက်ဘူးလားဟမ်မင်းအခုနိပတ်တဘရောဒေါ်လာပေါကဖို့မင်းလက်နဲ့ခရပြီးကြောင်နေစူးနေတယ်ငါတရင်ကြားတယ်အခုမင်းကိုတွားချဘလို့လာပြန်ပြီနောက်တစ်ယောက်နောက်တစ်မှုနောက်တစ်မျိုးမင်းတို့မို့လို့အမျိုးမျိုးတတ်နိုင်တယ်ကွာမင်းတို့တူကြီးနှစ်ယောက်ဗဇက်ဟလိုက်တာနဲ့ဥပနခွေရှိတယ်ဆိုတော့ရွာတွေကခလေးတွေကစအားလုံးသိတယ်ဖိုးပိန်ကိုလည်းမင်းတို့ဖမ်းပြီးဥသာရင်သား၃ယောက်ကိုလည်းအကြောင်းမျိုးမျိုးပြပြီးမင်းတို့တစ်ဖက်လက်နဲ့ဖမ်းပြီးသွားပြီ ဦးပြောက်စိတ်ခမရပါစားပိတ်တာခမရပါအသေးရဖြတ်မှုနဲ့ရွာပါသွားမနားလေလား ကြားပါတယ်ကွာမောင်ရှိမင်းနောက်ပြန်လှည့်လိုက်မင်းဥသွားချပဲသွား မင်းတို့တူကြီးနှစ်ယောက်ကဒုက္ခကိုပုံမှန်လဲပြီးတက်နေကြတာဟုတ်ဒီမှာရိုးနေတဲ့ဇလန်မင်းတို့ဘာဖြစ်လို့စမ်းအောင်လုပ်နေကြလဲ ဟေ့ရမင်းဦးနှောင်းတဲ့ပါဇက်ကိုတိုင်ပင်ပြီးမှပြောကွာဒီရွာမှာငါလူကြီး ဟေ့မင်းကလူကြီးမဟုတ်ပါကွာမင်းနဲ့ငါနဲ့အသက်ရွယ်တူပါဒီမှာကလပန်ထိုးထားတဲ့ယာလူကငါ့ကိုယူပြီးတော့လာမပြောနဲ့ ဟေ့မင်းစော်ကားလိုက်လားဟမ်ဟဲ့လေဖမ်းကွာဖမ်း မောင်ရှိပြေး ဟဲ့လေဖမ်းကွာလိုက်နေကွာမင်းရောက်ဖမ်းသွားမင်းမြတ်သွားတောက်ဖမင်းပါတော့လေမင်းပါလိုက်ကွာဟာ ပြေးမင်းလို့ပြေးလွတ်အောင်ပြေဟုတ်လားဘာလွတ်အောင်ပြေတယ်ဘာလွတ်အောင်ပြေတယ်သူလွတ်သွားရင်ခမရလိုက်ကြလား ကျွန်တော်ကဒီစခန်းကိုအခုမှတာဝန်ရပြောင်းလာရတယ် BN ကသခင်ကိုစော်ထုံးပါပြီးခဲ့တဲ့ဂျပန်ယာယီလက်ထက်တုန်းကဒီရွာလူငယ်တော်တော်များများကိုမတရားအဖမ်းခံလို့လူတယောက်လာပြီးကဲထုတ်သွားတဲ့တဲ့င်းကိုကျွန်တော်ကြားရပါတယ်အခုလည်းခမ ्या ကိုတကြီးကနေဖမ်းပြီးပို့လိုက်ပြန်ပြီခမ ्या ဘာဖြစ်တယ်လှုပ်ထားတယ်
ကျုပ်လည်းမတရားဖမ်းခံခဲ့ရတာပဲဗျကျုပ်တို့ရွာသားမောင်ရှိန်ကိုလက်နဲ့တွေဆူတောင်းတယ်ဆိုပြီးတော့တကြီးတူကြီးနှစ်ယောက်ကဖမ်းတယ်အဲ့တော့မဟုတ်မခံမောင်ရှိန်ကတကြီးတူကြီးနှစ်ယောက်ကိုတိုက်ခိုက်ပြီးတော့ပြေးတယ်အဲ့တော့မောင်ရှိန်နဲ့ပတ်သက်တဲ့ကျုပ်ကိုဆက်ဖမ်းတယ်ဗျတကယ်ရုံမှာဒါအဲ့တကြီးတူကြီးနှစ်ယောက်ဗျသူတို့နှစ်ယောက်ကိုဖမ်းရမှာဦးလေးကိုကျွန်တော်အနေနဲ့ယုံကြည်ပေမဲ့ဦးလေးရဲ့အပြောတစ်ခုတည်းနဲ့ကျွန်တော်တို့အရေးယူလို့မရပါဘူးအဲ့ဒီတကြီးရဲ့လောက်ရက်တွေကိုထဲထဲဝင်တိထားတဲ့လူတယောက်ကကျွန်တော်တို့ကိုသတင်းပေးမှတာအဲ့ဒီတကြီးကိုအရေးယူလို့ရမှာပါရုံမာတဲ့တကြီးတူကြီးနှစ်ယောက်အကြောင်းကိုတိတိကျကျပြောနိုင်မဲ့လူတစ်ယောက်ကိုကြုတ်ခေါ်လာခဲ့တဲ့တခင်ပေါ့ဟဲ့မင်းဆရာကြော်သွားရဲ့ရုံမာမှုတွေနံပါတ်စင်တက်ပြီးတော့တိကျပြောလိုက်စမ်းဟိုစင်ကြီးလေးနဲ့ပြောရရင်ကျုပ်စီကကြော်တော့ဒီကောင်တယောက်ပါဗျာဟဲ့မင်းကအပေါ်တွေပြောခိုင်းတာမဟုတ်ဘူးတိကျကျပြောဒုံရုံပဲပြောတက်ကနေစပြောရရင်တထေးဦးရှုံးကိုဓာတ်ထိုးတာကျွန်တော်ပါအဲ့ဒါလေသူခိုင်းတဲ့အတိုင်းလိုက်လို့ရင်လည်းမတော်တဆချီလွန်လက်လွန်ဖြစ်သွားခဲ့ပြီတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှအပြစ်မရှိတဲ့ဖိုးပိန်ကိုလည်းကြောက်ချခဲ့ပါတယ်ရှားလာတဲ့ပစ္စည်းကိုပဲသူတူကြီးနဲ့ခွဲယူပါတယ်နံပါတ်2နောက်တစ်ဝဲမှာလည်းကျွန်တော်ပါပါတယ်စီစဉ်သူကတော့ဆရာကျော်တာပါတထေးကြီးတယောက်ယူဓမြဝင်တိုက်ပြီးဥတာရင်သား3ယောက်ကိုကြောက်ချခဲ့ပါတယ်ငါကပေလေးပြရွာကတထဲဦးမောင်လေးအိမ်ကိုခမည်းသားတွေဓမြတိုက်သွားတဲ့တတိကျတော့တိကျရလို့ရလာတယ်နံပါတ်3အောင်ကွာနံပါတ်3ကိုပြောရရင်ကိုရှိန်ကိုတတ်ဖို့အတွက်ရှေးစားလူရဲ့သမား9ယောက်မှားပါတယ်ကိုရှိန်ကိုတက်ပြီးတထေး9ယောက်ကိုဓမြဝင်တိုက်ဖို့စီစဉ်ဆွဲခဲ့ရတယ်သူပါပဲဒါပေမဲ့ပွဲဥထွက်မှာဟာရိယကိုရှိန်ရဲ့အစွမ်းစားကြောင့်စီစဉ်အောင်လုံးပြတ်ခဲ့ပါတယ်ကဲနံပါတ်4ကွာအဲ့ဒီပွဲမှာလည်းကျွန်တော်ပါပါတယ်ခန်းတဲ့လူကတော့ဆရာကျော်တော့ပါပဲကိုရှိန်ကိုလက်ရုံးရင်ရှင်လို့မရလို့လက်နက်မှုနဲ့ဖမ်းဖို့အတွက်စီစဉ်ခဲ့ပါတယ်ကိုရှိန်အိမ်မှာမရှိတဲ့အချိန်မှာကိုရှိန်အိမ်ကိုကျွန်တော်သွားပြီးတော့လက်နက်နဲ့ချီစံသွားထားခဲ့မိပါတယ်ဒီလူတွေဗမာဖြစ်ပြီးတော်တော်ဆိုးတဲ့လူတွေပဲညာဆိုးတာတော့ကန်းကုန်းပါပဲအာနာရှိမှပါဝါရှိမယ်ဆိုပြီးဂျပန်တွေနဲ့ပေါင်းပြီးတော့ကိုရှိန်ကိုဖမ်းဖို့လာမှာအခုလိုဖြစ်တာပါဦးလေးဦးပြောစိတ်ကိုရှိန်ကတဲကျိုးလို့ပြီးဖမ်းသွားခဲ့တယ်လို့ကျွန်တော်ကလည်းကိုရှိန်ကတဲကျက်လို့ပြီးဖမ်းခဲ့ပါတယ်အဲ့ဒါကြောင့်ဒီပုံစံနဲ့ဒီကိုရောက်လာခဲ့တယ်ပါပူကြီးရဲ့နောက်ထပ်နံပါတ်5နံပါတ်5အစီအစဉ်ကိုကျွန်တော်မသိပါဘူးဒါပေမဲ့သူတို့ကတခုခုကိုရုံးမှကြမှာပုံမြင်တော့အဲ့ဒါကိုတခင်မို့အခုတော့ဆိုရင်နံပါတ်5အစီအစဉ်ရဘသူ့ဘက်ကိုဥလက်နေလဲဆိုတာတော့ကျုံမသိဘူးဒါပေမဲ့တရားရောက်တော့ဒုက္ခရောက်မှသိကြတယ်ဒါတော့ရှုပ်ထွေးပွေလီနေတဲ့စာဘူးတော့တပူတူကြီးနှစ်ယောက်ကိုတော့ကျုပ်တို့အများဆုံးအရေးယူမှဖြစ်လိမ့်မယ်ဗျာကျုပ်ကူညီပါမယ်တခင်မို့ဝရမ်းပြေမင်းဘာဝင်လျှောက်တာလဲမင်းကိုဖမ်းလိုက်ရမလားဟဲ့မင်းဘာကြီးတာလဲမင်းငါ့ကိုဘာကောင်းထင်းနေလဲခွေးကောင်လို့ထင်လဲဂျာခွေးကတိတ်ခါကြောက်မင်းကပိတ်တာဘွားလာတဲ့မိစ္ဆာအဘိစ္ဆာတွေကိုမင်းရင်ထဲမှာတိုးလောင်ထားတဲ့ကိုတောင်တုတ်ကြီးအိုတောင်မှပဲမင်းရဲ့ရုပ်မာတဲ့အကျင့်စရိုက်တာပျောက်မှာမဟုတ်ဘူးဟေးဘေးကိုစွန့်ဖယ်ထားမယ်ဆိုရင်လေမင်းရဲ့အကျင့်စရိုက်တွေကအမိုက်တွေကိုကူးဆက်သွားမှာဆိုရတယ်အဲ့ဒီတော့ကြော်သွားတန်ဖြူစရက်ကချွေးတဲ့စကန်ကိုပေါ်တာလိုက်ဖို့တာမင်းပြည့်မယ်ဟဲ့မင်းကငါ့ကိုဖမ်းအောင်ဒီရွာမှာမင်းရဲ့တကြီးကငါ့တကြီးလားဂျပန်ဘီရင်လက်အောက်ကစစ်ပလိတ်လက်အောက်ကတကြီးအဲ့ဒါကိုငါကြံဖန်ပြီးတော့မင်းကငါအထင်ကြီးရမှာကိုမြမာချင်းချင်းမျက်နာပြက်ရှက်စရာကောင်းခေါင်းမဖော်နိုင်အောင်ကြောက်တုံးတာလေမင်းအဲ့ဒီတော့မင်းကဘာဖြစ်ချင်လဲတူရင်ရှားရင်မြစ်တာမျိုးနဲ့
အနာသက်မညီတဲ့မင်းရဲ့ကောက်ကျစ်ဆင်းလဲမှုတွေကိုပလင်းထဲကိုစုထည့်ပြီးတော့အိမ်သာချင်းထဲကိုပစ်ထည့်ရမှာ ဟဲ့မင်းတော်တော်မှန်ရိုင်းပါလား မရိုင်းဆိုငါတိုက်သမိုင်းနဲ့ဘလူးလို့ကောခေါင်းပေါင်းစားတစ်ထောင်ထောင်နဲ့တိုက်เสียလို့ဂိုက်ပါလိုက်သူတို့ကိုယ်ပေါ်မှာရှိတဲ့ရုပ်မာတဲ့ပိုးတွေကိုသိအောင်လုပ်ပါဟောဒီခင်ဗျဒီတေခန်နှစ်ယောက်ကိုကျုပ်ခမလက်ကိုအပ်ပါတယ် အခုလိုမျိုးတရားခံတဲ့ဖမ်းပေးရတဲ့အတွက်မောင်ရှိကိုကျေးဇူးတင်ပါတယ်ဒီမှာခပြောင်းတဲ့သတင်းကြားရတော့ကျုပ်ရန်အံ့ဩတယ်ဗျာအခုချိန်ဟာကျုပ်တို့တိုင်းပြည်လွတ်လပ်ဖို့အတွက်လူတန်းဟာတက်တိုင်ဆုံးကြိုးစားတဲ့အချိန်မှာခပြောင်းတဲ့တကယ်လောက်ကောင်းတယ်ဗျာ ဒီမှာတခင်မူကြီးဟာအဲ့ဒီတော့ထောက်လက်သက်လွတ်ရမရှိတာချပလိုက်စမ်းပါခင်ဗျားတို့လုပ်ချင်တယ်လွတ်လို့ရမလားဗျာငါတခင်ဖို့ကျုပ်တော်လေမြို့ကဂျပန်ရုံးအပြန်ဆုံးပို့ပေးပါအေးမြို့ကရုံးကိုရရင်ကျုပ်တို့လွတ်ပြီရခင်ဗျားပါသေးလေစိတ်ချအထက်ကအမိတ်ကြတာနဲ့ရောက်အောင်ပို့ပေးပါ တကယ်မို့သူတို့နောက်ကလည်းပမားတွေပါဗျာနည်းနည်းပါးပါးကုညီဆွမ်းရှောက်ပေးပါ စိတ်ချအောင်ချင်းငါလည်းအချိန်တွေကဂျပန်နေကြီးမှာအမှုထမ်းနေရပါမယ်ဘာမှတယောက်ပါကဲသူ့ခေါ်လာခဲ့မောင်ရှိမင်းငါဒီရောရောက်ပြန်လာခဲ့မယ်ကွာမင်းသတိထားမင်းသတိထားတယ်ငါကြောက်စီပဲကျုပ်တို့ရွာအခုလိုမျိုးမင်္ဂလာရှိတဲ့အချိန်မှာဟောဒီကတခင်ဘိုးရဲ့ရှိမှာကျုပ်စကားနည်းနည်းတော့ပြောချင်ပါတယ်ကျုပ်တို့တိုင်းပြည်ဟာဗုဒ္ဓရဲ့အဆုံးအမအောင်မှာကြီးပြင်းလာတာဖြစ်တဲ့အတွက်ရန်သူကိုတောင်းမှပဲခွင့်လွတ်နားလည်နိုင်ပါတယ်အဲ့ဒီခွင့်လွတ်နားလည်နိုင်တဲ့ဇယိုက်ကြောင့်ကိုယ့်ဘောညှဉ်းပန်းနှိပ်စက်တဲ့သူကိုတောင်းမှပဲနားလည်ခွင့်လွတ်ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ရန်သူလိုပြုကျင့်တဲ့လူတွေကတော့အဲ့ဒီခွင့်လွတ်နားလည်တဲ့စိတ်ကိုပျော့ကွက်လို့သဘောထားပြီးတော့အားနေတဲ့သူကိုလိုက်တဲ့စီနယ်ပြုလိုက်ကြပါတယ်ဒါကြောင့်မလို့နောက်အနာဂတ်အတွက်မျိုးဆက်သစ်တွေဟာဒီသဘာဝတွေကိုဆင်ခြင်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ဒဏ်တွေကင်းဝေးအောင်ပြုကျင့်နေထိုင်သွားရပါမယ်။ဝင်သာနုရခိတာလို့ခေါ်တဲ့အမျိုးကိုစောင့်ထိန်တဲ့အစဉ်လာနဲ့အမျိုးဘာသာသာသနာကိုချစ်တဲ့စိတ်နဲ့တိုင်းပြည်ကိုတိုးတက်ပြောင်းလဲအောင်လုပ်ရပါမယ်။ကိုယ်တိုင်းပြည်လွတ်လပ်မှသာလျှင်ကိုယ့်လူမျိုးကောင်းစားရေးကိုလုပ်နိုင်မှာပါ။ကျုပ်တို့တိုင်းပြည်လွတ်လပ်မှသာလျှင်ကျုပ်တို့စိတ်ကြိုက်ဥပဒေကိုရေးဆွဲနိုင်မှာပါ။ဟောဒီကသခင်ဘိုးရဲ့တာဝန်ပေးချက်အရာကျုပ်ရွာရဲ့အုပ်ချုပ်ရေးကိုတာဝန်ယူရပါမယ်။ကျုပ်တို့ဗမာပြည်လွတ်လပ်ရေးရတဲ့အချိန်ထိကျုပ်အသက်နဲ့ကျုပ်ခန္ဓာကိုလှူဒန်းသွားပါမယ်လို့ဒီနေရာကနေကျုပ်ပြောချင်ပါတယ်။ကျုပ်ပြောကြတာအသက်ပေးပြီးတော့ခေါင်းဆောင်မဲ့လူကမတ်ရှိနေမှာတော့ဖုံးပိန်တော့လည်းနောက်လိုက်ဖို့ဝန်မနေဘူးဗျ။ကျုပ်ကလည်းတိုင်းပြည်လွတ်လပ်ရေးရဖို့အတွက်ကျုပ်အသက်ကိုလည်းလှူတယ်ဗျာ။ ကျုပ်တို့ရဲ့စီလုံးမှုပါကျုပ်တို့ရဲ့ခွန်အားပဲဟောဒီရကိုမောင်စိမ့်ရဲ့လက်အောက်မှာတပည့်ခံပြီးကျုပ်တို့ဗမာပြည်လွတ်လပ်ရေးရဖို့အတွက်ခံခံမြဲမြဲလက်တွဲသွားမယ်လို့ကျုပ်တိတ်တံပြုပါတယ် ကိုအားကိုမှန်ကိုအလံကိုတိုင်းကိုပြည်ကိုဌာနီနဲ့ကို
ကိုလူမျိုးကိုဘာသာကိုသာသနာနဲ့အမြန်ဆုံးနေနိုင်မှုအတွက်ကျုပ်လည်းကိုမောင်ရှင်ရဲ့တပည့်ဖြစ်ခံယူရဗျာ အေးတို့အသက်အရွယ်နဲ့တို့လို့တို့မလို့ဘူးပဲပြောဒီကိစ္စမှာတော့ဟေးဘာပဲပြောတို့ကတရားတစ်ဖက်ဓာတ်တစ်ဖက်ပဲကွာဒီမှာနောက်ဆုံးပြီးဟောဒီယာသားတွေလို့ရှေ့တန်းထွက်ပြီးမတိုက်နိုင်တော့မှနောက်ကနေပြီးတော့ဘာဓာတ်သွေးပြီးမယ်အားလုံးတွေ ဗမာပြည်လွတ်လပ်ရေးရဖို့အတွက်ကြိုးပမ်းနေတဲ့အချိန်မှာကိုရှင်းကိုရေဘူးရေချမ်းကမ်းလှမ်းမှုအတွက်ကျမကလည်းပါရမီဖြည့်ဘက်တယောက်ဖြစ်တာဝန်ယူခြင်းပါတယ်ဟဲ့ရှင်လို့အားလုံးကြုတ်ကြိုးဆိုပါတယ်ကိုကျိုးမငဲ့ကွက်အမျိုးအတွက်တက်တက်အသက်ရှင်တန်သူအဲ့ဒီလူတွေဟာဗမာကိုချစ်တဲ့သူတွေပါပဲအားလုံးမင်္ဂလာပါဗျာ မင်္ဂလာပါ